ဆေးကြောင်လို့ပြောလိုက်ရင်တော်တော်များများကအရင်ဆုံးတွေးမိတာကတော့ဆေးကြောင်ဆိုတာကမိုးရေဆေးဝါးတစ်မျိုးလို့တွေးမိကြပါတယ်။နောက်ပြီးမကောင်းတဲ့အရာလို့လည်းထင်ကြပါတယ်။တကယ်တော့ဆေးကြောင်ကဆေးပညာအရဆေးပဲဝင်နေဆိုတာပါပဲ။ဘာကြောင့်သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေးဖြစ်တယ်ဆိုတဲ့ဆေးကြောင်လို့ပြောရတာလဲဆိုတာကိုတော့အတူတူကြည့်လိုက်ကြရအောင်ပါ။သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေးဖြစ်စေတတ်တဲ့ဆေးကြောင်လို့ပြောရတဲ့အကြောင်းရင်းကတော့ဆေးကြောင်မှာပါတဲ့ကန်နိုဘက်တာယယ်လို့ခေါ်တဲ့ CBD ဓာတ်ပေါင်းစုတစ်မျိုးကတော့ပုံမှန်အတိုင်းထိခိုက်စေတာမျိုးတော့မရှိပါဘူးပြောချင်တာကတော့မဟိုက်စေပါဘူးကန်နိုဘက်တာယယ် CBD ဓာတ်ပေါင်းကဆေးကြောင်ထဲမှာပဲတွေ့ရှိနိုင်တယ်လို့ဆေးကြောင်ပင်မဟုတ်တဲ့အပင်တွေထဲမှာလည်းရှိနိုင်ပါတယ်တချို့နိုင်ငံတွေမှာတော့ CBD ဓာတ်ပေါင်းတွေကိုအစားအသောက်အသုံးဆောင်တွေထဲမှာထည့်ပြီးထုတ်လုပ်တာတွေလည်းရှိကြပါတယ်ဒါတွေကတော့အစားအစီလိုရှင်းတွေဆေးတောင်တွေအလှကုန်တွေထဲမှာထည့်ပြီးအသုံးပြုတာမျိုးတွေလည်းရှိပါတယ်လေးလာချက်တွေအရတော့တန်းစင်ပြီးသား CBD ကိုအတက်ယောဂသက်သာစေဖို့အသုံးပြုနိုင်ပါတယ်။နာကျင်မှုတွေကိုသက်သာစေဖို့အတွက်အသုံးပြုတာမျိုးလည်းရှိကြပါတယ်။တန်းစင်ပြီးသားဆေးကြောက်တွေကဆေးဘက်ဆိုင်ရာအသုံးပြုမှုတွေအနေနဲ့အသုံးပြုတာမျိုးတွေရှိပါတယ်။ CBD ကခန္ဓာကိုယ်ထဲမှာဘယ်လိုတက်ပြုတယ်လဲဆိုတာကိုတော့တိတိကျကျသိရတာမျိုးတော့မရှိသေးပါဘူး။အကြောင်းကတော့ဆေးကြောက်ကခန္ဓာကိုယ်ကိုပုံစံအမျိုးမျိုးနဲ့တက်ပြုနိုင်တာကြောင့်ပါ။ဆေးကြောက်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေသလိုအယောင်ကျစေဖို့လည်းအထောက်အကူပေးနိုင်ပါတယ်။ဒါကြောင့်ဆေးဘက်ဆိုင်ရာအသုံးပြုကြတာပါ။အကြောင်းကတော့ CBD ဓာတ်ပေါင်းကစိတ်ကိုပြောင်းလဲစေတတ်တဲ့ဆေးဝါးတွေနဲ့ဓာတ်ပြုတာမျိုးမတူညီကြလို့ပါ။ CBD ဓာတ်ပေါင်းကအဆီကိုအခုလိုကောင်းကျိုးတွေရရှိစေနိုင်ပါတယ်။စိုးရိမ်စိတ်များတာကိုတက်တာစေပါတယ်။ညဘက်အိတ်မပျော်တာတွေကိုတက်တာစေပါတယ်။အယောင်ကျစေနိုင်ပါတယ်။အာယုံကြောနာကျင်တာတွေကိုလည်းတက်တာစေပါတယ်။လေးလာမှုတွေအရ CBD မှာပါဝင်တဲ့လူအသုံးဆောင်တွေကလုံးဝဘေးကင်းတယ်လို့မဟုတ်ပါဘူး။ CBD ဓာတ်ပေါင်းတွေကိုအလွန်ကျွံအသုံးပြုတာကအသေးထိခိုက်ပျက်စီးစေပါတယ်။အခြားဆေးဝါးတွေရဲ့အာနိသင်ကိုထိခိုက်စေပြီးပြင်းထန်တဲ့ဘေးတဲ့ဆိုးကျိုးတွေကိုဖြစ်စေနိုင်တယ်လို့မူးဝေတာအိပ်မရတာစိတ်ခံစားမှုပြောင်းလဲတာစိတ်မတည်ငြိမ်တာအစားစားခြင်းစိတ်ပျောက်တာဝမ်းပြတ်တာအော့အန်တာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။နောက်ပြီးကိုယ်ဝန်ဆောင်နေချိန်မှာထိခိုက်မှုဖြစ်စေနိုင်တာမျိုးဖြစ်နိုင်တာကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာတော့ CBD ဓာတ်ပေါင်းပါဝင်တဲ့ဆေးကြောင့်ကိုလုံးဝအသုံးမပြုသင့်ပါဘူး။ကလေးငယ်တွေမှာဆိုရင်လည်းအုံနောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်တယ်လို့ကိုယ်ဝန်ဆောင်ချိန်မှာလည်းတရေသားဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်တာကြောင့်အသုံးမပြုသင့်ပါဘူး။နို့တိုင်မိခင်တွေမှာလည်းဆေးကြောင့်ကိုလုံးဝအသုံးမပြုသင့်ပါဘူး။ဆေးကြောင့်သုံးရုံနဲ့ CBD ရဲ့အာနိသင်တွေရပြီလို့တမ်းပြီးသတ်မှတ်လို့တော့မရပါဘူး။အခုပြောခဲ့တာတွေကတော့တန်းစင်ပြီးဆေးအဖြစ်ပမာဏတစ်ခုသတ်မှတ်ပြီးသုံးတာဖြစ်ပါတယ်။ CBD နဲ့ပတ်သက်လို့ကောင်းကျိုးဆိုးကျိုးတွေကိုဆက်ပြီးလေ့လာနေစေလည်းဖြစ်ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမှာတော့ဆေးကြောင့်ကိုတရားဝင်ခွင့်ပြုထားတာမရှိသေးပါဘူးခင်ဗျာ။